တန်ဖိုးထားရတယ်အခုလိုနိုင်ရှိကျင်းရတဲ့တန်ဖိုးယောဂီတို့လူရင်းသိတာမှာဆရာဆိုတာတပည့်ကိုပဲရက်ဆက်ပါအကျိုးမရှိတဲ့လို့ပဲလုပ်ပါကောင်းကျိုးမရှိဘူးဆိုတဲ့လူခင်ဗျားတော့ခင်ဗျားအိမ်မှာရက်ခတ်ပြီးနေရတာဦးဇင်းတို့ကဒီမှာအစာကျွေးပြီးတော့ကြာနနာအပင်မန်းခံဟောပြောနေဆိုကောင်းကျိုးမမြင်ပဲလုပ်ပါနော်အဲ့တော့ယောဂီတို့မှာယခုတဘဝစာမသေးခင်အစာလေးပဲသိမသေးခင်မိမိနေရတဲ့အနေလေးဟာနေလို့ရသမျှအချောင်နေခြင်းဒါပုရုဇဉ်ရဲ့ဓမ္မရာပဲမိမိစိတ်ကလေးနည်းနည်းလေးမပူလိုက်နဲ့ရုပ်ကလေးနည်းနည်းပူလိုက်နဲ့ပူလိုက်တာနဲ့ရက်တောင်လေးခိုက်ရလိုက်တာနည်းနည်းလေးတော့ပဲရှိသေးတယ်မနေနိုင်ဘူးရက်တောင်ခတ်တော့အကယ်၍အများကြီးများဆိုဘယ်လိုလုပ်ပါမလဲအခုကမသေးသေးလို့နေလို့ရသေးတော့နေလို့ရမှန်သေးသေးကြီးနဲ့အဲ့ဒါတက်တာသမျှတက်တာအောင်ခြောင်သမျှခြောင်အောင်နေတာအနေခြောင်အောင်ကြိုက်တဲ့ပုဂ္ဂိုလ်ကအသေးကြတယ်အဲ့တော့နိုင်ရှိကျင့်လိုက်တယ်ဒါဦးဇင်းတို့သာသနာမှာမပြောပါတော့ဘူးဘာမှမသုံးစားတော့ဘူးဒီလောက်ကလေးနဲ့တော့သာသနာမှာအရာမဝင်သေးဘူးဒါကိုယောဂီတို့ကနေပြီးတော့ဟာနာယီရှည်လိုက်တာနာယီရှည်လိုက်တာဆိုတော့မိမိတန်ត្រာဘယ်လောက်ရှည်ပြီလဲအိုနာသေးအိုလိုက်နာလိုက်သေးတယ်လွမ်းလိုက်ဆိုးလိုက်ခေါ်လိုက်နေဘယ်လောက်ကြာပြီရည်တွက်လို့ရတယ်ဟောအဲ့ဒါဆိုဒီနာယီလေးနဲ့သွားကြည့်တော့ဘယ်လိုပြောစရာရှိဒီလိုတွက်ရခင်းကဝလူသက်စုဘကပွင့်နေခရရည်တွက်လို့မရတော့ဘုရားတဆူမှာ24နှစ်ကြီးကုတိ80ဘိုးကြီးတသိန်းဖြတ်တယ်အဲ့လိုဘုရားတဆူတော်မှာခင်းကဝလူရည်တွက်လို့မရတော့24နှစ်ကြီးတသိန်းချိန်မှာတစ်လောက်မှာ3ညအလုံး140ရှိတစ်နောက်မှာ3ညအလုံး140 24ချိန်အဲ့ဒါနောက်တစ်ခါဂရေ80ဘိုးကြီးတသိန်းနဲ့တဘိုးမှာဘယ်လောက်ရှိတယ်ဆိုတာမသိအဲ့ဒီလောက်ဘုရားတဆူမှာကျွတ်တယ်အဲ့တော့ဖျားတွေဒီလောက်ကျွတ်လို့ရေတွက်လို့မရဘူးကိုကအခုတည်းကအိုတုံးနာတုံးသေးတုံးလွမ်းတုံးဆွေးတုံးနော်ဒေါသဖြစ်လွယ်တုံးလောသဖြစ်လုံးအထိမခံတုံးနည်းနည်းလေးမှသိခံစိတ်မထားကြဘူးအဲ့ဒီဗီဇဇယိုက်ကြီးကအခုချိန်ထိမစွတ်လို့သေးတာဘယ်လောက်ကြာလဲအဲ့ဒါမိမိတန်ត្រာအခုခန္ဓာမလွတ်ဘူးအပယ်လေးပုံမှမလွတ်ဘူးဆိုရင်နောင်သွားရမယ်ဘဝကိုရေတွက်လို့ရပါမယ်အဲ့လိုဆိုရင်ယောဂီတို့4 နာရီစာနေကြည့်လို့မရဘူး။နောင်သွားမဲ့ဘဝတန်ត្រာအိုနာသေးဘွဲစာလေးထည့်တွေ့ရတယ်။ငါဒီနေ့ဒကမာကြီးတော်ခင်မာမြင့်ကျမ်းမာကြီးနဲ့ကောင်းလာတော့ရောက်လာ။ဆရာတော်တဲ့သူခုပြင်းထန်တဲ့ဒုက္ခဝေဒနာတစ်ခုခံစားအရင်တော့လေသင်နှုံးဖြတ်တယ်။လေသင်နှုံးဖြတ်တာလွတ်တယ်ဒီတခါကျတော့အဲ့ဒီတဲ့လေသင်လုံးဖြတ်တယ်ဆိုတာဥခောက်ပြီးတော့လေဟာနဲ့ဖြစ်သွားပြီးတော့တပ်ပစ်တဲ့တော့လေဖြတ်ပြီးပြတ်ပြတ်တပ်ပစ်တဲ့သဘောပဲအဲ့ဒီလောက်ပြင်းထန်တဲ့ဝေဒနာကိုသူလွတ်မြောက်ခဲ့ဒီတခါကျတော့အဲ့ဒီတဲ့အစာပုံများစွာညားတဲ့ဝေဒနာသူခံစားအဲ့ဒီဝေဒနာရဲ့တကယ်တမ်းကျတော့အဲ့ဒီဝေဒနာခံစားရမယ်စားနော်လေပင်တာဖြတ်ချလိုက်တော့အဲ့ဒီလောက်ဖြစ်လာအောင်မြင့်ထန်တဲ့ဝိညာဉ်ခံစားရတယ်ဒါပေမဲ့သူကအဲ့ဒီအဆုံးကိုရောက်အောင်ရှုနိုင်ခဲ့တဲ့အတွက်ကြောင့်အပိုင်းပိုင်းပြတ်ကျသွားသလိုမခံကျင်တဲ့စိတ်မခံစားတဲ့စိတ်လွတ်ချင်ယုံကျင်တဲ့စိတ်နေတာအောင်လူကျင်လွတ်ကျင်တဲ့စိတ်စသဖြင့်အဲ့ဒါမုံမမရှိတော့ဘဲနဲ့ချမ်းသာလိုက်တာဗျာတိုးပြီးတော့ဝေဒနာတက်လာရင်တိုးလာတဲ့ဒုက္ခမှာတိုးပြီးတော့လွန်မြောက်အောင်ရိုးရင်တိုးပြီးတော့ချမ်းသာပါတယ်ယောဂီတို့အဲ့ဒါသိချာမှတ်တာဒုက္ခនិရောဓသစ္စာဆိုတော့ဒုက္ခအစွမ်းကုန်ဒုက္ခလွန်မြောက်ရာနိဗ္ဗာန်ဆိုတော့ကိုကဒုက္ခလေးနည်းနည်းတွေ့သေးတယ်အဲ့ဒါမှဒုက္ခကိုအသက်တာမခံနိုင်ဘူးလွန်မြောက်အောင်မယုံကြည်ဘူးသိမခံနိုင်ဘူးဒီဒုက္ခလေးကိုအကြီးကြီးပုံကြီးချက်နေမယ်ဆိုဒုက္ခဆုံးတဲ့နိဗ္ဗာန်မလို့ရအောင်ဒေါသဖြစ်တယ်ဆိုတာသိမခံနိုင်တာ
အဲ့တော့ယောဂီတို့အခုဒီလိုနေနေတဲ့ဆိုတာတနေ့အကျဉ်းကျဖြစ်တဲ့သေဘွဲရောက်မှာအဲ့ဒီသေဘွဲရောက်တော့ခုနလိုအဆုံးစုံနော်တတ်ပြစ်လိုက်ပါတော့ဆိုတဲ့အဆုံးထိရောက်အောင်ဒီဒုက္ခကြီးကရက်ဆက်မှာဥထိုင်တဲ့ပုဂ္ဂိုလ်တွေလွတ်ပါမလားမလွတ်ဘူးသေစာလဲထဲ့တွက်အောင်သေတဲ့အခါမှာဟာရိယုတ်ကြီးကဒုက္ခမှာအစွမ်းဆုံးသေအောင်တတ်တော့အဲ့လိုအစွမ်းဆုံးသေအောင်တတ်တဲ့အချိန်မှာပြေးပေါက်ရှိသေးလားမရှိဘူးဒီမဂ္ဂင်၈ပါးအကျင့်တရားမှလွဲ၍သို့မဟုတ်အစွမ်းကုန်စွန့်လွတ်နိုင်ခြင်းသိခံနိုင်ခြင်းမှလွဲ၍အခြားမရှိဘူးတဲ့သိခံမှုခန္တီပရမန်တဘောတိတိခါရံကုန်မြို့အလူတွေဆိုတော့နီးစပ်တယ်ဘိုးတော်ဘုရားရဲ့တဲ့ဓာတ်တော်တိုင်းမှာသွားကြည့်ခန္တီပရမန်တဘောတိတိခါလွန်စွာချုပ်တီးမှုပြီးသိခံခြင်းသည်မြတ်သောအကျင့်ပေသည်တဲ့အဲဒီမှာသွားကြည့်ပါဠိတော်အတူလေးကိုနော်ဘုရားရဲ့ဌာနဒိဋ္ဌိမှာရေးကြတာအစွမ်းကုန်အဆုံးစုံဆုံးသိခံနိုင်ခြင်းသည်အကောင်းဆုံးပါပဲအချမ်းသာဆုံးပါပဲချမ်းသာရအောင်ရှာတဲ့ပုဂ္ဂိုလ်သည်သိခံမှုမရှိဘဲနဲ့ဘယ်တော့မှမရပါဘူးတဲ့ခင်ဗျားတို့လောကမှာဘယ်ချမ်းသာရှာနောက်ဆုံးကိုရီးယားကားကြည့်တာတော့မှချင်းကြိုက်ခံချင်းရကြိုက်တဲ့ဟိုပုတ်လေဒီပုတ်လေတစ်ဖက်ကကြည့်တစ်ဖက်ကချင်းကိုပုတ်ထုတ်ပါဟိုဘက်ညောင်းဒီဘက်ပြင်းနေအောက်ကဝိညာဉ်တက်လို့ဟိုဘက်လက်ရဒီဘက်လက်ရအဲ့ဒီလိုနဲ့လောကမှာချမ်းသာရှာကြတဲ့ယောဂီတွေဘယ်ချမ်းသာမဆိုဒကာဓမ္မတွေသိခံမှုမရှိဘဲနဲ့ရပါမလားရှာသံပြောသံကြိုက်တဲ့သိကြိုက်တဲ့ချမ်းသာကိုရှာပါသိခံမှုမရှိဘဲနဲ့ဘယ်ချမ်းသာမှမရဘူးပညာတွေသင်ခြင်းနဲ့သွားရလာရသင်ရပြင်းရကြည့်ရအရေးပြရကြိုးစားရအားထုတ်ရဩဝါဟိယကြည့်ရမှတ်ရနော်ကာတော့စီးရနေဘူးတံမူရမကန်ခမ်းရအဲ့လိုနေ့ရှည်လာမြသူများနိုင်ငံသွားမျက်နှာအောက်ကြခန်းအနောက်ကြခန်းအဲ့လိုနေရလုံးယုံကြီးလောက်တယ်ကိုတယောက်တည်းမပြီးဘူးအလိုသမားရဲ့ဒုက္ခခြားပေါင်းခြင်းဒုက္ခကုံစီဖွံ့ဖြိုးရေးဒုက္ခနော်အဲ့ဒီအတွက်ဆောင်ရွက်သောကတွေရောက်တယ်အဲ့ဓာတွေကိုပဲလောကရန်တွေကိုပဲကိုကပတ်စံလိုခြင်းတော့လောကရန်တွေကိုပဲသိခံပြီးတော့ကိုလိုခြင်းနဲ့ပတ်စံမရှာဘူးလားအာနာရယူဖို့လည်းဒီလိုပဲတဲ့မိမိအာနာရဖို့အတွက်အုံဖွားဆိုပြီးဆိုင်ကားသမားမဲနိုင်ပြီးတော့သမရဖြစ်တာရှိလားမရှိဘူးတဲ့သမရနဲ့တန်နဲ့နော်ယင်းဤစိုက်ထုတ်မှုဆိုတာတဘာဝအတွေ့အကြုံအကုန်လုံးပေါ့လေအဲ့ဓာတွေကလွယ်လွယ်နဲ့ရပါမလားအေးအဲ့လိုသိခံယူရတယ်သိခံရင်ဘယ်ရောက်ယောဂီတို့သိခံရင်ဘယ်ရောက်ကဲနိဗ္ဗာန်ချမ်းသာရောဘာနဲ့ရင်းယူပါလဲဒါပေမဲ့နိဗ္ဗာန်ချမ်းသာလဲလူချင်းနည်းနည်းလေးတက်တာကိုတွန့်အတွင်းကုတ်အတွင်းတက်နေတူပါတယ်အတွင်းကုတ်အတွင်းမှာချုပ်အတွင်းမှာညှင့်နေနည်းနည်းနေသာချောင်လို့လေနည်းနည်းလေးလျှော့ပေးလေနည်းနည်းလေးကွေးလေနည်းနည်းဆန်တော့ကြခါချတော့ကြကြည်သမ်းပေါ့မပြောပလောက်တဲ့ဒါလောက်မဖြစ်စလောက်ဖြစ်တဲ့ဒီဖောက်ပြန်မှုလေးကိုခါလေးနည်းနည်းလေးဆန့်ကျင်တာကိုနည်းနည်းလေးပြန်ချကျင်တာကိုဒါလောက်ကလေးမှသိခံနိုင်မှုမရှိတော့ဘူးဆိုရင်ယောဂီတို့တရားထုတ်တယ်လို့ဆိုလို့ရပါမလားတရားထုတ်တဲ့ယောဂီနဲ့တူရဲ့လားတရားထုတ်တယ်ဆိုတာသိခံမှုဒါနပါရမီဆိုတာဘုရားပြဖို့ဒါနပါရမီဆိုတာမင်းနိုင်လို့ရတာမဟုတ်ဘူးရောက်ရဘဝမှာလှူးနေရနောက်ဆုံးမျက်လုံးလူချင်းကုတ်ထုတ်ပြရဒါနပါရမီလက်ဖြတ်ခြင်းလက်ပေးလိုက်ရရွှေငွေသားမြတ်စည်းစိမ်ယရဏအာနာပါဝါတွေမကအသက်ကိုပါလူချင်းနေဆိုရင်လှူရအဲ့လိုခန္ဓာကိုရက်ဆက်တဲ့အခါမှာပြင်းထန်တဲ့ဒုက္ခဝေဒနာခံစားရတယ်ဒါကိုပဲဘာလို့ရမလဲသိခံပြီးတော့နေရမယ်တဲ့အလကားသိခံလို့ရတာမဟုတ်ဘူးသိမခံနိုင်စရာနဲ့တွေ့လာတဲ့အချိန်မှာအဲ့ဒီအချိန်မှာကိုသိခံရတာဒါဟာပါရမီဖြစ်ရတယ်လို့ပဲအဲ့တော့တရားကျင့်မြန်တော့လေတဲ့နော်ဒီနေဘူးအေးဒံအာဟာရဒံအကျင့်တဲ့ဒံကိလေသာနှိမ့်ဆက်တဲ့ဒံအာသဝယူစည်းတဲ့တဏှာရဲ့လှည့်စားတဲ့ဒံအဲ့ဓာတွေကိုလည်းသိခံပြီးတော့နော်လွန်မြောက်အောင်ကြိုးစားအထောက်ရပါတယ်တဲ့ဖယားရှင်တိုင်းမဟောပဲမနေရတဲ့တရားတော်ကတော့ခန္တီဆိုတဲ့သိခံမှာဆိုတဲ့တရားကတော့ဘ
ဘယ်ဖျားမှမဟုတ်လို့မရပါဘူးတသိန်းတန်းပွင့်တဲ့ဖျားတွေကဒေသနာတွေကိုကာပြီးပိဋကကြီးသုံးပုံမရှိဘူးလူတွေက၅ပါးသီလလုံနေတယ်၅ပါးသီလမိုးရလုံတာမြတ်စွာဘုရားရှင်ရဲ့ရောင်ကြီးတော်ကလည်းနေရောညရောလင်းထိန်အဲ့လိုခေတ်မှာဘုရားကဒေသနာအရှိကြီးဟောစရာမလို15ရက်တကြိမ်ကျွတ်မဲ့ပုဂ္ဂိုလ်တစ်ခါဟောလိုက်ရဟန္တာဖြစ်သွားလိမ့်နုညံ့သိမ်မွေ့တော့ကိလေသာကလူဘဝတွေကလုံတယ်လို့ဖြစ်နေတော့သို့တော်လည်းပဲတဲ့စုံအောင်ပတ်ချက်လေတာမဟောရင်နေပါစေသို့တော်လည်းသိခံပါဆိုတာတော့ဘုရားတိုင်းဟောရတယ်အခုယောဂီတို့နည်းနည်းလေးသက်ပြင်းတစ်ချက်ချခြင်းနဲ့နည်းနည်းလေးမေ့မျောပြီးတော့တတိလစ်ပြီးတော့နေခြင်းနဲ့အကျဉ်းချက်ကြီးဖြစ်နေတယ်လို့ကိုယ့်ဘောက်ကိုသတ်မှတ်ပြီးတော့စိတ်ကြီးမုန်းကြပြီးတော့ကောင်းရေးပါတဲ့ခန္ဓာကိုယ်ကြီးမွေးဟောက်ကြီးလို့ဗပြင်းကြီးထားလာပြန်တယ်ဘာဖြစ်နေလဲသိမခါနိုင်တာဟုတ်ပြီနော်အရိယသူတော်ကောင်းတစ်ယောက်ကဟိုဟာဖြစ်နေလို့သေးလို့ပါဒီအကြောင်းကြောင်းပါလို့ဆိုပြီးရှောက်ပြီးဟိုအကြောင်းဒီအကြောင်းတွေဘာမှရှောက်ပြီးပြောနေအရာရာအားလုံးကိုဘာလုပ်နိုင်ရမလဲသိခံနိုင်ရမယ်သိခံနိုင်လို့အရိယာဖြစ်တာဟိုအကြောင်းကြောင့်မသိမခံနိုင်သေးပါဘူးဒါလေးကဒီလိုဖြစ်နေသေးပါတယ်လို့အရိယာမှာစင်ကြီးတက်เสียရှိလားအဲ့တော့အရိယာဖြစ်ခြင်းစင်ကြီးတက်เสียဘာမှမပြောနေအခုယောဂီတို့၄နာရီတည်ကျင့်တော့စိတ်ကဖမ်းလို့မိသေးလားငြိမ်နေလားပြေးနေလားကဲပြေးနေတဲ့စိတ်ကဘယ်လိုလုပ်မတရားဖို့တရားပရမယုံနာတရားမြင်ပါလေဗျာပြေးနေတယ်တွေးနေတယ်စဉ်းစားနေလေဦးဇင်းတို့ပြောတာကလောကမှာလူတို့အလေးအကျင့်လူတို့မွေးမြူတဲ့စိတ်အလေးအကျင့်လူတို့ဆိုတာသူများကိုပြောတာမဟုတ်ကိုယ်မိမိလောကမှာနေတော့ကကိုယ်အမူအရာနှုတ်အမူအရာစိတ်အမူအရာဆိုတဲ့အမူအရာ၃မျိုးရှိကိုယ်အမူအရာကတော့ငြိမ်နေပြီးထားပါတော့နှုတ်အမူအရာကလည်းဇက်ပိတ်ထားပြီးထားပါတော့စိတ်အမူအရာကြတော့ငြိမ်ရဲ့လားငြိမ်ဣန္ဒြေ6ဓာတ်အမှန်လုံးလင်းဖြစ်စေယုံနာဉာဏ်မှမြင်တော့သည်အဲ့တော့မှမနှိမ်တရီမလုံမဲနဲ့ဒီပုဂ္ဂိုလ်တရားဘလို့မှမမြင်နိုင်အခုတော့ဥဒိစ္စပြန့်လွင့်နေတယ်ဌိနမိတ္တငိုင်ပြီးကာမိသနာကာမဂုဏ်နေတဲ့စိတ်ကရောက်သွားတယ်ယာဘာဒအကြောင်းကြနေဝိဇိကိစ္စဒုလောဖြစ်ငါလောက်တာရှုငါရှုတာဟုတ်ရဲ့လားငါလောက်တာမှဟုတ်ရဲ့လားဒီလိုရှုတာမှဟုတ်ရဲ့လားအဲ့ဒါဝိဇိကိစ္စဖြစ်မနေဘူးလားအေးအဲ့ဒါကြောင့်မလို့ကြာကြာထိုင်လာတော့ဘယ်လိုဖြစ်လာလဲတတိထားပါလို့ပြောတော့ကားဒရိုင်ဘာတယောက်ကားမောင်းတာကိုပညာယူလိုက်စမ်းပါဒရိုင်ဘာတယောက်ကားမောင်းမယ်ဆိုစီယာတိုင်းကိုင်ထားပြီးတော့မျက်လုံးကလမ်းကိုကြည့်ဝေကိုကင်ထားပြီးတော့မျက်လုံးကလမ်းကိုကြည့်ပြီးတော့ဘာလုပ်လဲညံကဘာလုပ်ပေးလဲမထိမ့်မေးဘူးလားဒီလက်နှစ်ဘက်ကမလုပ်တတ်ဘူးဒီလက်နှစ်ဘက်ထိန်းတာဘာစိစားတာလဲဘာအုပ်ချုပ်ထားလဲသတိနဲ့သတိထားတာကဒရိုင်ဘာတယောက်ကကားမောင်းရင်းနဲ့သတိလေးလို့ရရဲ့လားအဲ့သတိထားတာမအားတာကနောက်ကဝီရိယလုံးလာစိုက်ထားတာတတိနဲ့ဝရိယနှစ်ခုနဲ့ပြီးရောလားကိုယ်မှလားကောက်မှလားနော်နည်းနည်းလေးလျှော့မောမှလားစီရတဲ့ညာဘက်ကိုယ်မှရိုင်းရင်လွတ်မှလားဆိုခွဲကြတဲ့ညံရောမရှိဘူးလားဩဒီလိုလုံးမဖြစ်မယ်ဒီဘက်နည်းနည်းလေးလျှော့မှရမှာအဲ့ဒီလိုခွဲကြတာလမ်းဒီအန္တရာယ်ရှိပြီတဲ့လမ်းကိုအန္တရာယ်ရှိတာကိုရှိမရှိခွဲကြတယ်လမ်းကျောဆိုလမ်းကျောတိုင်းသွားတယ်လမ်းကဘုဒ္ဓကြိုက်တယ်လည်းပြည့်ရောဒီဘက်ကိုဘယ်လိုလုပ်တဲ့နဲ့လမ်းကောင်းလမ်းဆိုးဆိုတော့ခွဲကြတာမရှိဘူးလားအဲ့ဒါကညာခွဲကြလိုက်တဲ့ခါကျတော့ဒီဘက်ကနေနည်းနည်းလေးနော်ဘိန်းတစ်ဖက်တင်ပြီးနင်းမှသာလေရမယ်လို့လွတ်မြောက်ကြောင်းကိုဆုံးပြတာကညာကစီရတိုင်းကိုကိုယ်ပပေးတာကအဲ့ဒါပညာတတိယဝရိယရဲ့ဉာဏ်ရဲ့ပညာရဲ့လေးချက်မရှိဘူးလားအေးတတိပညာဉာဏ်မြေကြုတ်ချုံးခဲ့တော့အခုလည်းဒီလိုပဲတဲ့တတိကစကားပြောတဲ့စိတ်ဆ
စင်ញင်တဲ့စိတ်ဝေဖန်တဲ့စိတ်မြန်မာလိုမြန်မာဘာသာနဲ့ရက်ထဲရွာထဲမှာကြံစီနေကြစိတ်ဖြစ်ပေါ်နေကြစိတ်ရက်ထဲရွာထဲမှာသုံးလုံးနေကြစိတ်အဲ့ဒီစိတ်ပြောလာတာယောဂီတို့အဲ့ဒါခြုံငုံတာသုံးသပ်အမိပညာနဲ့တကွကိုယ့်ဘာကိုအိမ်မာနေရင်အားနေရင်စကားပြောနေတဲ့စိတ်တွေးတဲ့စိတ်ကြံစီတဲ့စိတ်ဆိုရင်တဲ့စိတ်ကြောင်းကြတဲ့စိတ်နော်ဘာလို့အကောင်းမလဲဘယ်လိုလုပ်အကောင်းမလဲဒါမှဖြစ်ရလားအဲ့ဒီဟာတွေကလောကအမူအရာစိတ်အမူအရာအဲ့လိုလောကအမူအရာနဲ့ပေါ်လာတဲ့စိတ်ဒီယောဂီတို့ကဖန်တီးရလားအလိုလိုပေါ်လာလားကိုဖန်တီးသလားဖန်တီးဘူးအဲ့ဒါမဖန်တီးပဲနဲ့စိတ်ကအားပြီးတော့ရက်နေတယ်လို့ရှိလားတစ်စိတ်ပြီးတစ်စိတ်ပေါ်မနေဘူးလားအဲ့လိုဆိုယောဂီတို့တဲ့အလုတ်လုပ်เสียမရှိပဲနေတဲ့အချိန်ဆိုတာရှိသလားအလုတ်အားတာရှိလားမရှိဘူးစဉ်းစားတဲ့စိတ်ပေါ်လာလိုက်ပြန်ပေါ်မှန်သတိထားလိုက်အော်စိတ်ကြီးကထွက်လာပါဆိုနောက်စိတ်ထပ်ပေါ်လိုက်အော်ဒီအော်စိတ်ကြီးထွက်လာပါလားဆိုတာလေလောကမှာသုံးတဲ့စကားထွက်သွားတော့အော်ငါနောက်ကျသွားပြန်ပြီအော်သတိထားတာလုံသွားပြန်ပြီတော့ကြပေါင်းသွားပြန်ပြီတော့ကြပြန်တယ်အော်ငါခုနကတော့နော်သတိလစ်သွားပါလားထစကားပြောလိုက်အဲ့ဒါကနောက်ဖြစ်တဲ့စိတ်ပဲဒါကိုပဲပြန်ပြန်သိတယ်လောကအပြုတ်အကျင့်လောကမှာသုံးနှုံနေတဲ့ဖြစ်ပေါ်နေတဲ့စိတ်မှန်သမျှသည်အရှုခံပဲပြန်ပြန်အကြည့်ခံရမှာပြန်ပြန်ရှုတာကတတိထားတာမအားတာဝရိယဒါဖြင့်တတိထားမယ်ပေါ်လာတဲ့စိတ်တတိထားမယ်ပေါ်တိုင်းတတိထားတော့မိမိကဘာလိုခြင်းလို့ညာလိုခြင်းလို့ချုပ်ခြင်းလို့လွတ်ခြင်းလို့အေးခြင်းလို့ငြိမ်းခြင်းလို့ဘာဖြစ်ခြင်းလို့ညာဖြစ်ခြင်းလို့မှမပါဘူးဟုတ်ပြီနော်ဘာရပါလို့ချုပ်တာလိုခြင်းလို့ပေါ်တာသိခြင်းလို့လိုက်ရှာတာလို့မရှာတာအဲ့ဒါတွေဘာမှဥစဉ်လို့မခိုင်းဘူးအားပြီးတော့နေလိမ့်ပါလို့ပြောတာအားပြီးတော့နေလိမ့်တဲ့အခါမအားပဲနဲ့အလုံးလုံးတဲ့စိတ်လောကနဲ့ဆက်ဆံတဲ့စိတ်တွေပေါ်မလာဘူးလားပေါ်လာတာကိုပြန်ပြီးဖို့လေးပဲအသစ်ဖြစ်လာတဲ့စိတ်ပြန်ပေါ်ရင်သိရပြန်အာယုံပြုံလေးလောက်ပဲပြန်သိုံလေးလောက်ပဲပြန်ကြည့်ုံလေးလောက်ပဲထားခိုင်းတာဘာမှပြောတာဆိုတာတွေဟုတ်တာတွေမဟုတ်တာတွေထောက်ကန်တာတွေကန့်ကွက်တာတွေနော်အားပေးတာတွေကူညီတာတွေမပါဘူးအဲ့လိုနေခိုင်းတာနောက်ကြာနေတော့ဘယ်လိုလဲခါညောင်းလာတော့ယောဂီတို့ခါဆိုတာဘယ်လိုခါဆိုတာဘာပေါ်တာလဲလောကမှာသုံးလုံးနေကြဝေါ်ဝါဒစကားပေါ်မလာဘူးလားအဲ့ဒါဘာလဲအရှုခံဟောပြီနော်ခါဆိုတာဘာမှပေါ်တာလဲစိတ်မရှိခါလို့ဆိုတဲ့စိတ်ရှိသေးလားအဲ့တော့ခါဆိုရင်လောကမှာမြမဝေါ်ဝါဒနဲ့ပြောတဲ့စကားမဟုတ်ဘူးလားအဲ့လိုဆိုရင်ခါဘယ်ကိုကြည့်ခါလို့အမိပေးတဲ့စိတ်ကိုကြည့်ရခါလို့အမိပေးတဲ့စိတ်ကိုကြည့်ရမှာဆိုတော့ခါလို့မိပြီးတဲ့စိတ်ကဘယ်လိုလဲဘာလဲဘယ်လိုကြည့်ရမှာလဲတဲ့ပေါ်မလာပြန်ဘူးလားအဲ့ဒါဆိုဘယ်လိုလဲဘယ်ဟာလဲခါစိတ်ကမရှိတော့ဘူးဘယ်လိုရှုရမှာလဲဘယ်လိုကြည့်ရမှာလဲဆိုနောက်ထပ်မြန်မာလိုသုံးတဲ့စိတ်တွေပြန်ပေါ်မလာပြန်ဘူးလားအေးအဲ့ဒါတွေအရှုခံကိုကခါဆိုတာဘာကိုရှုရမှာလဲဒါပြောတာခါဆိုတာဘာကိုရှုရမှာလဲလို့နောက်စိတ်ဖြစ်လာတာကိုမသိဘူးအဲ့ဒါကြတော့ကိုယ်နဲ့ပေါင်းတယ်ငါကခါဆိုတဲ့အမိပေးတဲ့စိတ်ရှိသေးလားအဲ့ဒါမရှိတော့ဘူးအဲ့တော့ဟာရှုတာရှုခိုင်းတယ်ဘယ်လိုရှုရမလဲမသိခါဆိုတာပြောတာစိတ်ဆိုတာဘယ်လိုပါအဲ့ဒါတွေကနောက်ထပ်ဖြစ်လာတာအဲ့ဒီလောကမှာသုံးတဲ့စိတ်မှန်တယ်မြအကုန်လုံးပြန်ရှုအောင်ရှုတဲ့အခါကျတော့ညောင်းလာပြီဟောကလားလို့ပြောတာလားမြန်မာလိုပြောတာလားမြန်မာလိုအမိပေးတဲ့စိတ်ပေါ်မလာဘူးလားခါညောင်းလာပြီလက်ကြောတင်းနဲ့ဖြောင်းမတ်မရှိဘူးလွယ်နဲ့နော်ဓာန်ပေးမှုတစ်ခါပြင်း1000လို့တာဆိုရင်2000မပေးနိုင်ရင်ပြင်မှပြင်မှာအခုကတော့လွတ်လပ်ရေးရတဲ့နိုင်ငံမှာဆိုပြင်ရင်လည်းပြင်တယ်ခါဆိုင်နောက်ပြန်ချဟုတ်ပြီနော်ဘယ်ဒီလားရှင်ကခေါင်းလာခောက်တယ်လားဟဲ့ခဏပြင်ရလားဆိုလာခေါင်းခောက်ရလားအဲ့တော့လွတ်လပ်တယ်ဘယ်သူမှကြည့်ရကြမလို့နော်ဘုန်းကြီးစီဒီဘူးနဲ့ကြည့်လဲငကြည့်ပေါ့သူ့ဘာသာမနေနဲ့လို့ကြည့်ပေါ့သို့တော်လဲယောဂီတို့ခမရတို့သေတဲ့အခါကျတော့အဲ့ဒီစုကြီးတွေပေါင်းပြီးတော့ရလိုက်နော်မသေခင်တော့လွယ်နဲ့ပြင်လွယ်နဲ့လှုပ်တတ်တဲ့
အဲ့ဒီအလွယ်လုံးတတ်တဲ့အလွယ်လုံးချက်ပေါင်းများစွာစုပေါင်းပြီးသေကံကြီးကြတော့စုပေါင်းပြီးကျွေးခံရလိမ့်မယ်ဗျာကျွေးစားတယ်အယောစားပေးရလိမ့်နည်းနည်းလေးတောင်မှသိခံမှုမထားဘူးသိခံပြီးတော့နော်စတော့စညင်တယ်စညင်တဲ့စိတ်ကလေးမဆန့်ရင်မနေနိုင်တော့ဒေါသလေးဖြစ်လာတယ်။ဩဒေါသဆိုတဲ့စိတ်ကလေးဘလို့ပေါ်လာလဲကိုညံကစောင့်ကြည့်မယ်မခံခြင်းတဲ့စိတ်ပေါ်လာလိုက်ခန္ဓာကိုအားပြီးတဲ့စိတ်ကလေးနော်နှိုးထားလာလိုက်အဲ့ဒါလေးကိုပဲပေါ်ကြည့်သလိုမခံခြင်းတဲ့ဂျားတွေကပဲသိခံပြီးတော့မရှိပါဘူးလားနည်းနည်းလေးနဲ့ခြင်းနဲ့ခါလေးတစ်ချက်ဆန့်ခြင်းတစ်ချက်ဆန့်လိုက်ရင်တော်ပြီတဲ့ဆန့်ထလိုက်ကြဆန့်လို့လည်းကျင်နာသွားကြာနေတော့တစ်ချက်ပြန်လျှော့ချရင်တော့ဆန့်တာလဲသူကျင်တတ်တယ်သူ့ဘာသူထောက်ခံသူ့ဘာသူဆန့်ပြန်ချတော့လဲကိုယ့်ဘာကိုပဲထောက်ခံပြီးကိုယ့်ဘာကိုပဲပြန်ချတယ်ကြာချတော့မနေနဲ့တော့ကိုယ့်ဘာကိုပဲပြန်ပြီးမမပြန်ဘူးလားပုတ်တင်ကြီးသွားရောက်မှာကောင်းတင်ကြီးခါတဲ့စံဒီလောက်ကလေးတော့ငါသိမခံနိုင်ဘူးသိမခံနိုင်စရာနဲ့ရင်ဆောင်ရတော့လဲပဲသိမခံနိုင်မှုကိုရှည်တန်းတင်ပြီးအားမပြီးတော့ပဲနဲ့ဩငါဒီလောက်အချောင်ကြိုက်နေပါလားလွယ်နဲ့လိုက်ရောပြီမဲ့တနေ့ဟာဒီရုပ်ကြီးတတ်တဲ့ခါလွတ်ခွင့်မရှိပါလားဒီမခံခြင်းနဲ့စိတ်မခံတာတဲ့စိတ်ကလေးကိုအားပေးပြီးတော့ခံတာအောင်အားပေးနေပြီးတော့လုပ်နေမဲ့အစားအားပေးလူမှုကိုအားပေးခြင်းတဲ့စိတ်ကလေးပေါ်လာတာကိုနောက်စိတ်နဲ့ခွင့်လို့ပြီးတော့ရှုနေရခွင့်လို့ပြီးတော့နော်တိခံပြီးတော့မလိုက်ရောတော့ပဲနဲ့နေရမယ်မလိုက်ရောပဲနဲ့နေတဲ့ကြားတွေကစကားပြောတဲ့စိတ်မခံခြင်းတဲ့စိတ်ဝေဖန်တဲ့စိတ်တွေနားတယ်မခံနိုင်ဘူးဖြစ်မှဖြစ်ပါမလားနော်ဒီလိုစားရင်ကောင်းမလားတစ်ချက်လောက်စားရင်ကောင်းမလားအဲ့လိုစကားပြောလာပြီးဘာစိတ်ပေါ်မိမိဘက်ကဇောက်ချပြီးတော့အောက်ကတက်ရှင်တဲ့ဝိညာဉ်သူ့ဘက်ကိုတက်မတက်မိလောင်လို့ပြာကြထားလိုက်ဒီလောကနဲ့အလေးနဲ့ရှင်တဲ့စိတ်တွေကလည်းထွက်ချင်တော့လောက်ထွက်ပဲမိမိကအဋိဋ္ဌံ၄နာရီမကလုံးနာရီ40ဖြစ်ဆရာကအဋိဋ္ဌံပြည့်ပါပြီလို့ပြောတာကိုနားထောင်ဖို့ပြောမနေနဲ့လူဘဝလူဖြစ်တုံးသာသနာနဲ့ကြုံတော့နောင်တမရအောင်ဆရာကလက်တွဲပြီးတော့သင်နေတဲ့ကြားတွေကဆရာကသင်ပြနေတဲ့ကြားကလက်ပုတ်ချပြီးတော့နော်ဒိဋ္ဌိအလိုက်တဏှာအလိုက်ဒေါသလိုက်လုပ်တယ်ဆိုတာမသိတော့ဘူးကဲယောဂီတို့ကမီးမလာအောင်မီးမောင်းထားတယ်အဲ့ဒီမီးကတဏှာကြီး9ခန္ဓာကုန်တနေ့တပေပါသွားအနည်းဆုံးသွားမှာဒါယောဂီတို့ပေးဖို့ပြောတာမဟုတ်ဘူးဦးဇင်းတို့ဘက်ကနေရေးထိုင်ရေးစားရေးတောက်ရေးဓမ္မအရေးကိုပြည့်ဝစောက်ရှောက်ထားနော်ပြည့်ဝစောက်ရှောက်ထားတာဒီလောက်သိစေခြင်းရစေခြင်းလို့စောက်ရှောက်တဲ့ကြားတွေကမပြောပလောက်တဲ့ဒီခါလေးနဲ့ဆန်တာနည်းနည်းလေးတွန့်တာကိုငါလိုက်ရောနေမယ်ဆိုရင်မိမိပဲအသုံးကြတော့ကျေးဇူးမရကြတယ်ဦးဇင်းဆိုအခုစကားပြောလက်ချောင်းတွေနာနေအတန်အိုးတွေခါနေတနွေလုံးပတ်ဟောလာဒီမာရာမလာတာအောက်မှာဧည့်သည်ကငခင်သွတ်ထားသလိုရှင်းတဲ့နောင်တွေကတန်းစီသူလက်ချောင်းတွေနာတယ်ပြောရတာအတန်အိုးတွေတအားခါလုံးကကျနာနေဦးဇင်းစကားပြောဒီမှာလာကန်ကြည့်ဓာတ်လိုက်တယ်လို့ဖြစ်နာပြီးတော့ကြိတ်ပြီးနာနေတာအဲ့ဒီကြားတွေကခင်ဗျားတို့ဘာမှရယူလို့မပါဘူးကြီးညိုဖို့လည်းမပါဘူးဘာမှမပါဘူးရရင်ပြန်သွားနောက်မလာခြင်းနေဦးဇင်းတို့သာသနာမှာမြတ်စွာဘုရားရဲ့သာသနာမှာပြည့်တိပြည့်ချော်နော်ပြည့်တိပြည့်ချော်တဲ့သာသနာကိုဆရာလုံးမဲ့အစားနဲ့မပါဘူးနာမည်ရဖို့မပါဘူးနေရာရဖို့မပါဘူးလူမဲ့ပုဂ္ဂိုလ်များဖို့မပါဘူးနာမည်ကြီးဖို့မပါဘူးသာသနာနဲ့ကြုံတော့လူဖြစ်တော့ကိုလိုကျင့်ပေါ်ကျင့်ပဲအချင်းချင်းလွတ်တဲ့လူဟိုနေ့ကဦးဇင်းပြောသလိုမှဲ့တဲ့အတီသွားရောက်မယ်အုပ်လို့ရတဲ့အတီလည်းအုပ်မယ်နော်အဲ့ဒီလိုဦးဇင်းတို့ကလုံးမှာဦးဇင်းတို့အခုပြတဲ့ကျင့်စဉ်ကယောဂီတို့တွေ့ပြီနိဗ္ဗာန်တရား၅ပါးကင်းသလားဟုတ်ပြီနော်မကင်းမဲနဲ့ဒီစိတ်တွေကိလေသာနဲ့ညှိထွေးပြီးပြန့်လွှမ်းပြီးတော့မတည်ငြိမ်တဲ့စိတ်တွေပရမယုံနာကိုမြင်လို့ရပါမလားအပြောမလွတ်တော့အပြောလွတ်တဲ့ပရမယုံနာအောင်ပြုလို့ရပါမလားဟောအဲ့လိုဆိုရင်ငါတရားလိုခြင်းလို့လဲလာသေးတယ်ကိုယ့်ကိုယ်စစ်တရားလိုခြင်းလို့လဲငါဘုံကလည်းလာသေးတယ်တရားကိုလက်တွဲပြတော့လဲပုတ်ချသေးတယ်
ငါတရားလာပြီးတော့ယူခြင်းနဲ့ဆိုတဲ့စိတ်ကသရုပ်ပြတာလားအဟုတ်ရအောင်လုပ်မဲ့စိတ်လားကိုယ့်ကိုစစ်လေဦးဇင်းတို့ဘက်ကပြပြဝဝဆောက်ရှုပ်ထားတယ်လေအပိန်မန်းခံပြီးတော့လည်းပြတယ်လေဦးဇင်းတို့ပြတဲ့တရားကလည်းကြောင်ကရမ်းနဲ့ရောင်ရမ်းပြီးပြတဲ့တရားမဟုတ်ကြောင်းယောဂီတို့ခန္ဓာနဲ့ဒေသနာနဲ့ဟပ်ပြထားပြီလေလမ်းကြောင်းကြီးလည်းတွေ့နေပြီကိုယ့်ပြစ်လည်းတွေ့ရတာနဲ့ကိုယ့်ဘက်ကိုဘာလို့ဘေးခုံချဟုတ်ပြီနော်ဦးဇင်းတို့ပြတဲ့လမ်းကမှားတယ်ဆိုပဲထားဦးဇင်းတို့ပြတဲ့လမ်းကမှားတယ်ဆိုပြန်ထွက်တော့အထောက်ထားပြအရှင်ပြတို့ပြတဲ့တရားဘာမှားနေတပည့်တော်မကြိုက်ဘူးပြန်မယ်ဘယ်ဒေသနာကဘလို့ဖွင့်နေပြောဦးဇင်းတို့တရားလမ်းကြောင်းပြတာမှားတဲ့အထောက်ထားကိုပြောဟုတ်ပြီနော်ဝေဖန်မှာပြောပါအပြစ်တင်ပါလို့ပြောထားတယ်ဦးဇင်းတို့ဘက်ကစောက်လျှောက်တာအားနေရင်ပြောဦးဇင်းတို့ဘက်ကချိုရင်းတာရှိရင်ပြောဒါပြင်ကိုယ့်ဘက်ကမချိုရင်းစေနဲ့ဦးဇင်းတို့ဘက်ကချိုရင်းလို့ယောဂီတို့ချိုရင်းရပါတယ်ဆိုရင်ဦးဇင်းတို့ကြောင့်ဦးဇင်းတို့ဘက်ကဘဲဆုံတောင်းဆောင်ကမချိုရင်းအောင်နော်ရှင်းလင်းပြတာပံ့ပိုးကူညီနေပါလျက်နဲ့ကိုကတရားထိုင်ပြီးတော့တရားတာထိုင်တယ်မတရားတဲ့စိတ်ကြီးနဲ့ပေါင်းပြီးလိမ့်နေမယ်ဆိုရင်ညားနေမယ်ဆိုရင်ရပါမလားငါတရားထိုင်နေလို့ဟုတ်ရဲ့လားဟုတ်ပြီနော်ကိုယ့်ကိုပြန်စစ်လူမသိနတ်သိတယ်လူမရှက်ပညာရှိတွေရှက်ဖို့ကောင်းတယ်ရှုွက်နားမလဲတာမဟုတ်ဘူးဟာဒီခန္ဓာအင်ကြီးကိုနဲ့မဆိုင်သလိုနော်ပြစ်ပြစ်ခတ်ခတ်ကြီးအမိုက်တောင်းသွားသွန်ချရတော့ဝုန်းစုအာမနာပဲဘာမှကြည့်မလို့မှောက်ချလိုက်ရင်ပြီးတယ်ဆိုတာသိတော့အမိုက်ကြီးကိုမှောက်ချရတယ်အကတ္တကြံမှာကျတော့ပုတ်ထုတ်နေသေးတယ်အကျွင်းကြံပါသေးလားကြာသွားတဲ့အမိုက်ကကိုပြန်ဆယ်ထားတာရှိသေးလားအဲ့ဒီလိုပဲဒီခန္ဓာအင်ကြီးကိုအမိုက်တွေသွန်ချတယ်စိတ်နဲ့ယုတ်နဲ့မဆက်ဆက်ပဲနဲ့ဟာဒီအတလို့ခွန်ကျွတ်ပြီးတော့ပိုင်ရှင်မရှိတဲ့အသက်မရှိတဲ့ခန္ဓာအင်ကြီးလို့မျက်လုံးလေးမေးတာကအစမကန့်ကြီးစီနဲ့ပါးစပ်လေးစီးထားတာမလွန်ကဲစီနဲ့မျက်လုံးလေးမိတ်ထားတာမလွန်ကဲစီနဲ့နော်မျက်နှာကြောလေးတင်းထားတာမပါစီနဲ့တရားရှုတယ်ဆိုတာမမြင်ရတဲ့မျက်လုံးကြီးနဲ့လိုက်စူးစိုက်ကြတာမဟုတ်တော့မျက်စိကြီးကိုကြုတ်ပြီးတော့ကော့ပြီးတော့မရှုနဲ့ဒါစိတ်ဆိုတာဘယ်နေရာပေါ်တယ်လို့ဦးဇင်းတို့နေရာသတ်မှတ်ပေးတာပါလားနေရာမပါဘူးရင်ကြိုက်တို့ပခုံးတို့ဘဲမှမပါဘဲနဲ့ညံတက်တက်အောင်ပြုอ่ะညံဆွဲအောင်ပြုอ่ะယောဂီတို့အခုကိုယ့်ရင်ကိုအောင်ပြုလိုက်ပါဆိုစိတ်ကလေးနဲ့မှပေါ်မလာဘူးလားဘာနဲ့အောင်ပြုတာညလုံးနဲ့မြင်လားသမထနမိတ်ကြီးရောမြင်လားဒါရင်ဘာမြင်လဲကိုယ့်ရဲ့ညံနဲ့တော့မမြင်ဘူးလားဟောဟုတ်ပြီနော်အဲ့ဒီလိုညံမြင်ပေါ့ညံနဲ့မြင်ရမယ်အိမ်ဒီတိဆောက်တာလည်းရှင်းရမယ်မိမိရှုတာကလည်းဉာဏ်နဲ့မြင်တော့စိတ်ကဘယ်နေရာကဟိုနေရာလုံးမပါတာကိုဘယ်နေရာလဲလို့လာမပေးဒါကနေရာဒေသဘယ်မှာဆိုတာမျက်လုံးနဲ့မြင်ရတဲ့အရာအခုကဉာဏ်နဲ့မြင်ရတဲ့အရာဉာဏ်နဲ့မြင်ရတဲ့အရာဆိုတော့နေရာဒေသတည်ဖို့လိုသေးလားလို့ဉာဏ်နဲ့ပဲသိရဘာလို့သိရမှာလဲဘာမှမတွေးဘဲနဲ့နေပါဆိုတာတွေးတဲ့စိတ်စကားမပြောပါဆိုပြောတယ်မဝေဖန်နဲ့ဆိုဝေဖန်တယ်မစင်စားလို့စဉ်းစားဒါကိုယ့်ဘက်ကတော့ဝေဖန်ကြံသေးစဉ်းစားအကဲပြခြင်းသုံးသပ်ခြင်းဆုံးဖြတ်ခြင်းဟုတ်တယ်မှန်တယ်ထောက်ခံခြင်းဘာလဲဘယ်လိုလဲဟိုဟာလားဒီဟာလားအဲ့ဒါတွေမှန်တယ်မြဉာဏ်နဲ့ပဲမြင်သိပါလို့ဘယ်နေရာဘယ်ဒေသလို့လည်းမပါပါဘူးဟုတ်ရဲ့လားဆိုတဲ့စိတ်ကဗိုက်တရထွက်လာတယ်မဟုတ်ပါဘူးခေါင်းထဲကထွက်လာတယ်လည်းမဟုတ်ပါဘူးခေါင်းကိုအောင်ပြုဖို့လည်းမဟုတ်ဘူးရင်ကြိုက်အောင်ပြုဖို့လည်းမဟုတ်ဘူးတဲ့စိတ်ချင်းသာညံနဲ့အောင်ပြုသွားပါအဲ့လိုအောင်ပြုတာနာယီဝဲလောက်ဦးဇင်းတို့အိန္ဒြေတိဆောက်ထားတယ်ပေါ်တိပေါ်စာမဟုတ်ဘူးအိန္ဒြေတိဆောက်တာလွတ်ကြီးစိတ်နဲ့မှိမ့်တေးတေးမုံမွားလေးတောင်မှကန့်ညီမှုဆက်ဆံမှုမရှိဘဲနဲ့သူ့ဘာသူပဂရိအခွန်ကျွတ်နေရင်အဲ့ဒီဘက်ကဝင်ချပါအဲ့ဒီမှာနေသူကတဝက်ခီးပြီးသွားအဲ့ဒီအိန္ဒြေတိဆောက်တာနည်းနည်းလေးမားတာနဲ့နည်းနည်းလေးတစ်နေမရအဲ့တော့တရားဖြုတ်ပြီးဆိုတော့မှလွတ်ချတယ်တရားမဖြုတ်ခင်ကနည်းနည်းလေးခောက်တည်ထားတယ်ယောဂီတို့တရားဖြုတ်ပြီးဆိုတော့ရမ်းမဖြုတ်ပါနဲ့တရားဖြုတ်ပြီးဆိုမှလွတ်ချပြီးထတော့တယ်
ငကိုရီးအဲ့လိုလုံးလုံးဝင်းလုံးချုပ်ပွားကိုကတော့ကျွတ်နေပြီထင်တာတကယ်တမ်းကျွတ်ရလားအပိဓမ္မဒိဋ္ဌံပါရင်ဖြစ်ပြီးဆိုတော့မှခုနတင်းထားတဲ့ထိန်းထားတဲ့အာပြုထားတဲ့နော်ယုံထားတဲ့ထမ်းထားတဲ့အလောက်ကဖြုတ်ချရတော့ပြုတ်သူကြအဲ့တော့မှထားဆာနာစောပြီးတော့လဲမဲပြီးလိုက်ရှာဖို့လိုသလားမြန်မြန်ရခြင်းနဲ့မြန်မြန်တွေးခြင်းနဲ့ဆိုအဲ့ဒါလောဘဟုတ်ပြီနော်တရားကိုမြန်မြန်တွေးခြင်းနဲ့မြန်မြန်ရှုခြင်းနဲ့ဆိုမဲရှာရင်ဘာဖြစ်လဲလောဘဇောအဲ့လိုမဲရှာတော့မတွေးတော့လူရမတွေးတော့နော်တနှုတ်ဖြစ်တာလဲအဲ့ဒါဒေါသဇောတွေးဝေးနေရင်လဲမောဟဟုတ်ပြီနော်ယောဂီတို့ရှုခွက်နားမလဲတာရှိသေးလားအေးနောက်ဆုံးတော့သူ့ဘာသူဗန္ဒနာကြီးကြာဒီလောက်နာရီလေးနဲ့အရိယာနယ်ပင်မှာဘာမှစာမခွဲနိုင်သေးဘူးမသေးခင်ငါတဝါကြီးကြည့်မယ်လူဖြစ်တုံးနော်သာသနာနဲ့ကြုံတုံးမှတ်မှတ်သားသားမေရထိထိမိမိလူဘဝဟောမှမရနိုင်ဘူးကြုံတုံးကြိုက်နေတာတဲ့တဲ့ကြီးကြုံနေတဲ့အချိန်မှာတရားကိုတရားနဲ့တူအောင်နောင်တမရအောင်ငါပဲနဲ့ကျင့်ခဲ့တယ်ဆိုတဲ့အမှားသားလည်းပါသွားအဲ့ဒါကြောင့်မလို့နာယီတွေကိုတကွာမဟုတ်ဘူးရက်တွေကိုလိုမဟုတ်ဘူးဆရာသင်ပေးပြင်ပေးနေတာနောက်ဆုံးသေဘဝရောက်တဲ့အထိဘလို့သေရမယ်ဆိုတာအထိအောင်ဒါသင်ပေးနေတာဟုတ်ပြီလားကိုယ်တွေ့ကြီးပဲအဲ့ဒါမပြောပါတော့တဲ့ခါလီနည်းနည်းစမ်းနည်းနည်းလေးအဲ့ဒါရှောက်လုံးနေတော့ဘလို့ရပါကဲယောဂီတို့ရှုခွက်နားမလဲဘူးသဘောမပေါက်ဘူးအဓိပ္ပာယ်ကိုမသိဘူးဆိုတာရှိသေးလားမရှိနမောတတ္တနဲ့ဘုရားကြောအဲ့တော့တရားစခန်းယောဂီတို့ယနေ့ကျင့်နေတာကျင့်လာခဲ့တဲ့ဟာအဖြေကတော့တသံတရားလုံးကနှလုံးအိမ်နဲ့ကိန်းလာတဲ့အထိမခံတဲ့ဒေါသထိုဒေါသမှာဒေါသအလျောက်လှုပ်ချင်ရလှုပ်တာလောဘအကျဉ်းစားရုပ်ညက်နဲ့ကြမ်းတမ်းတဲ့ကိလေသာအကျဉ်းစားအဲ့ဒီကိလေသာအကျဉ်းစားကိုဦးဇင်းတို့ဒီဒုတိယအကျင့်ဆယ်စကားမှာအပြောင်းရှင်းဖို့အတွက်တရားစခန်းဖွင့်ခြင်းဖြစ်ပါတယ်နောက်တစ်ချက်ကရှေ့ဆက်သွားရမယ်ခရီးဘယ်လိုသွားရမယ်ဆိုတာကိုလည်းဒါအခြေပြုလိုက်တာပဲဖြစ်ပါတယ်အဲ့တော့ယောဂီတို့ဒီနေ့ကျင့်တဲ့ပုံမှာမဟာဗလင်9နာရီဖြတ်တော့စိတ်ထဲမှာခန္ဓာနဲ့ဆက်ဆက်တဲ့ဒုက္ခဝေဒနာမှာဒေါသတွေရုန်းကန်ခြင်းနဲ့လောဘတွေအကျဉ်းစားအလတ်စားတွေကတော့အလုံးချုပ်ပြီးပါပြီအနုစားဘဝင်စင်းစင်းကြတာကတော့ရှိတော့ရှိပါတယ်အဲ့တော့ကျန်တဲ့ယောဂီတွေကလည်းကြိုးစားပြီးတော့အမြင့်ပြအောင်ပြန်ရှင်းပါအဲ့ဒီဒုက္ခဝေဒနာမှာစိတ်နဲ့ဒိဋ္ဌိဒေါသကိုဆက်ဆက်တဲ့တဏှာအဲ့ဒီတဏှာဒီအကြောင်းပဲဒုက္ခဖြစ်ရတဲ့အကြောင်းရင်းကတော့တဏှာပြစ္ဆုတ်ပံတိုက်ဆိုင်တဲ့အခါမှာလဲအကြောင်းရင်းကတဏှာပဲဒုက္ခဖြစ်လာရင်အဲ့တော့တရားကျင့်စဉ်လမ်းကြောင်းကိုယောဂီတို့သုံးသပ်ကြစို့အာတိသောမသုတ်တန်ရမူကြီးလေးကောင်မှလွတ်အောင်ပြေးမိမိလွတ်မဲ့ထင်တဲ့လမ်းထိုမွေလေးကောင်ကိုလှဲ့မကြည့်စတမ်းပြေးတဲ့ဝိမိကသုတ်တန်ရဖာတိဟူသောဒေါသကိုကလော်ထုတ်တဲ့အဲ့တော့မွေလေးကောင်တိဟူသောဓာတ်ကြီးလေးပါရုပ်တရားကသေတဲ့ထိအောင်မတတ်ဘူးလားတတ်တယ်သေတဲ့ထိအောင်တတ်တော့ပြင်းထန်သလားမပြင်းထန်ဘူးလားပြင်းထန်တယ်အဲ့လိုပြင်းထန်သွားတတ်တဲ့အခါမှာမိမိစိတ်ထဲမှာတိမခါခြင်းနဲ့ဒေါသကလည်းပြင်းထန်တယ်အဲ့ဒီလိုပြင်းထန်လာတဲ့ယောဂါတွေဖောက်ပြန်တာနဲ့မိမိတို့ရဲ့စိတ်တိမခါခြင်းနဲ့ဒေါသတွေအဲ့ဒီဒေါသတွေတန်လန်းကြီးနဲ့ထိုပုဂ္ဂိုလ်သည်အရိယာမဲ့သူတော်ကောင်းတို့ကျင့်ရတဲ့ရှုရမြင်ရတဲ့ပရမယုံနာဆိုတဲ့ဝိပဿနာဆိုတာဘယ်တော့မှမဖြစ်လာဘူးအခုခေတ်ကတော့နည်းနည်းကြာတာနဲ့ဟဲ့ဒီရိတ်တာကြာတယ်ဒီရိတ်တာပြင်းတယ်လို့
အခုခေတ်မှာတတ်မှတ်တယ်အခုခေတ်တတ်မှတ်တာပါဘုရားလက်ထက်ကတော့မရှိဘူးညနေကြားတယ်ကြားတာနဲ့ဘာဖြစ်လာလဲပြင်းတယ်ကြာလောက်ရမယ်လို့ကိုစိတ်မပိုင်လှုပ်ချင်ရလားမလှုပ်ချင်စိတ်မပါတဲ့လှုပ်ကြာလောက်ခိုင်းမနဲ့နေမပြင်းဘူးလားပြင်းတယ်ဆိုတာယောဂီတို့ကိလေသာလားမဲ့တရားလားကိလေသာပြင်းနေတဲ့လူတယောက်ကငပြင်းပေါ့ဗျပြင်းနေပါတယ်ဆိုတာဟာကိလေသာကပ်မနေဘူးလားကပ်နေတယ်ကိလေသာကပ်တယ်မဲ့တရားဖို့တရားတယ်လို့ချင်းတယ်ကြာထိုင်ရမှာကြာကြည့်ရမှာပြင်းနေဆိုတော့ဒီပုဂ္ဂိုလ်ကမဲ့တရားဖို့တရားရမယ်ပုံပုဂ္ဂိုလ်မဟုတ်ငပြင်းပဲဖြစ်မှာအဲ့တော့ဖားနဲ့မွေကိုဘလို့ဘလော်ထုံးမလဲအခုနမိတ်ကိုအခြေခံပြီးတော့ပထမဇန်ကျင့်မယ်ဆိုရင်သမထယာနိကကိုဆိုရင်ရှွန့်ချက်ကြီးစသည်ဖြင့်အဲ့လိုရှိပြီးယူပါနမိတ်ကိုအခြေခံပြီးတော့ဓမ္မယုံနမိတ်ဆွဲအောင်အားထုတ်ပြီးတော့အရိယတဲ့ဓမ္မယုံနမိတ်ကိုအမိပြုပြီးတော့အတိတ်စိတ်ချုပ်အတိတ်စိတ်ကိုလည်းသိသိရဥဒိစ္စအနာဂတ်ကိုလည်းသိသိရတဲ့ဥဒိစ္စပြစ္ဆုတ်ပံအာယုံ၅ပါးနဲ့လည်းသိသိရအဲ့ဒါတော့ဗဇတ်နဲ့ပြောတာဗဇတ်နဲ့ပြောတာတော့ရှောက်ပြောလို့ရတယ်စာနဲ့ရေးမယ်ဆိုလည်းလွယ်တာပဲရှောက်ရေးလို့ရတယ်ဗဇတ်နဲ့ဟောမယ်ဆိုလည်းလွယ်နဲ့ဟောရတယ်အခုကအပြောခဲ့အရေးခဲ့အဟောခဲ့အလုတ်သမားမဟုတ်အလုံးမလုံးပဲနဲ့အပြောတတ်ကတော့ဟုတ်တာပေါ့ဒါပဲနဲ့ဟဲ့ကြာထိုင်တာတရားမဟုတ်ပြင်းပြင်းထိုင်တာတရားမကျင်ဘူးတရားကြာထိုင်မှုမလုပ်ဘူးဆိုရင်တော့နော်အဲ့ဒါတော့အပြောသမားအဟောသမားအရေးသမားပဲဖြစ်တယ်အလုတ်သမားတို့ရဲ့စကားဒီလိုမသုံးအဲ့တော့ဘယ်မှုနဲ့ကျင့်ဘယ်ဆရာနဲ့ကျင့်ဘယ်နေရာနဲ့ကျင့်ယောဂီတို့အတိတ်အနာကစိတ်ကပြေးနေတရားကျင့်လို့ရပါမလားအတိတ်အနာကပြေးနေတာဒီဓမ္မယုံကိလေသာအာယုန်တွေဖြစ်တယ်အဲ့တော့ပရမယုံနာကိုလည်းရှုကျင်သေးတယ်စိတ်ကမငြိမ်မဲနဲ့အတိတ်အနာကပြေးနေမယ်ဆိုရင်ဒီပုဂ္ဂိုလ်သမာဓိရှိရလားကိုယ့်ကိုစစ်ရယောဂီတို့ဒီမှာတရားထိုင်တော့မတွေ့ဘူးလားစိတ်ငြိမ်ရဲ့လားမငြိမ်တဲ့စိတ်ကဘလို့လို့စင်ကြယ်မလဲအတိတ်အနာကပြေးတဲ့စိတ်ကလည်းတဲ့ကာမဂုဏ်စိတ်တွေကာမနယ်ကပုထုဇဉ်တို့အရှိထင်ဆွဲထားတဲ့ပညာတွေတဲ့ရှိတဲ့ကိုယ်ကောင်းသားတွေသမီးတွေစသဖြင့်အမိပညာကမရှိပညာကြီးအရှိဆွဲထားတဲ့ဒိဋ္ဌိပညာတွေကိလေသာနဲ့လည်းလွမ်းစရာဆွေးစရာလောင်စရာလောဘဖြစ်စရာဒေါသဖြစ်စရာလည်းပါမယ်အဲ့လိုဆိုရင်အတိတ်အာယုံအနာဂတ်အာယုံလည်းသိရမယ်ပြစ္ဆုတ်ပံပြင်စာယုံကလည်းနော်မျက်စိနဲ့တိုက်တဲ့အစင်းနဲ့တိုက်ဆဲမှာတမာတိမရှိသေးတဲ့ပုဂ္ဂိုလ်ကအဲ့တိုက်တဲ့အစင်းကตายရင်လောဘမตายရင်ဒေါသဖြစ်မှာနားနဲ့အသံနဲ့ကြားရင်လည်းตายရင်လောဘမตายရင်ဒေါသဖြစ်မယ်စသဖြင့်ခန္ဓာကိုယ်နဲ့အတွေ့နဲ့တွေ့တဲ့အခါလဲตายရင်လောဘမตายရင်ဒေါသဖြစ်မယ်အဲ့တော့အဲ့ဒီအာယုံ၅ပါးနဲ့ရောစိတ်နဲ့ဆက်ဆံလို့ရပါမလားမရဘူးတဲ့အဲ့တော့တရားကျင့်တဲ့ဆိုတာအတိတ်အနာကပြေးနေတဲ့အာယုံတွေကိုသိသိစီးမယ်ဆိုတော့ယောဂီတို့လွယ်နဲ့သိသိစီးလို့ရရင်လားမရဘူးလွယ်နဲ့သိသိစီးလို့မရဘဲနဲ့ပါဇက်နဲ့လျှောက်ပြီးတော့ကြာကျင့်ဖို့မလိုပါဘူးဆိုရင်တော့သာသနာကွဲပြီအခုယောဂီတို့ဒီမှာကြက်မကျင့်တယ်အဲ့ဒီကြားတွေကစိတ်တွေထွက်မနေဘူးလားထွက်နေတာပဲသိပြီလေယောဂီတို့ကိုယ့်ကိုစစ်ကြည့်ဒီလျှောက်ထွက်နေတဲ့စိတ်ကြီးရှိနေမှာတော့ဘလို့လို့တရားရအောက်ကခက်တာနဲ့ဓာလီပါနဲ့ဖောက်ပြန်နဲ့တွေ့တော့ဒေါသဖြစ်နေရောတရားရပါမလားမရဘူးအဲ့ဒါကိုတဲ့ပထမဇန်အားဖြင့်နမိတ်ကိုအခြေခံပြီးတော့အတိတ်အာယုံအနာဂတ်အာယုံနဲ့ပြစ္ဆုတ်ပံအာယုံ၅ပါးကိုစိတ်နဲ့မဆက်ဆံဘဲနဲ့မိမိရဲ့သမထအာယုံအဲ့ဒီနမိတ်လေးမှာစိတ်ကလေးကိုခိုင်ခန့်သိသိတာဝိတက်ဝိသရာပိတိတုကဧကဂရဝိတက်မိမိရဲ့နမိတ်ကိုစိတ်ကလေးတင်တာဝိတက်နမိတ်ကိုသုံးသပ်နေတာဝိသရာအာယနိကာမဝိတက်ဗျာပါဒဝိတက်ဝိညာဝိတက်ကာမဝိတက်တွေနဲ့တိုက်ကြတဲ့အခါမှာမိမိဘက်ကအာသာအောင်နော်နှစ်နဲ့လနဲ့ချီပြီးတော့ကြိုးစားဇာနာဝိတက်ဇာနာဝိစာရတွေအားကောင်းလာတဲ့အခါကျတော့စိတ်ဒီပီတိဒုက္ခတို့ရောက်လာပြီးတော့ကာမဝိတက်ကာမဝိစာရကိုသိမ့်တော့ပီတိဒုက္ခဧကဂရနဲ့စိတ်ကလေးတည်တယ်တီးပြီးဆိုတော့မရွေ့တော့ဘူးတဲ့မရွေ့တော့ဘူးဆိုရင်ဓမ္မယုံဆိုတဲ့သမထနမိတ်ကဘာမှပေါ်တာလဲစိတ်ထဲမှာပေါ်တာစိတ်ထဲမှာပေါ်တဲ့အာယုံဘာခေါ်လဲဓ
ဓမ္မာယုံလို့ခေါ်တယ်မျက်စိနဲ့အစင်းနဲ့တိုက်တာကယူပါယုံနားနဲ့အသံနဲ့ကြတာတတ္တယုံမနောထဲမှာပေါ်တဲ့အောင်ကြတော့ဓမ္မာယုံအဲ့ဒီဓမ္မာယုံကသာအကြောင်းတွေးရင်ကာမဓမ္မာယုံကြီးလောကီဓမ္မာယုံကြီးအခုကသမထနမိတ်ဆိုတော့ဒီကာမနမိတ်မဟုတ်တော့ဘူးတဲ့ဇန်နမိတ်လေးဖြစ်လာတယ်အဲ့ဒီနမိတ်ဓမ္မာယုံမှာစိတ်ကလေးကမရွေ့မရှားအောင်တီးရမယ်အဲ့လိုတီးဖို့ဆိုတာဗဇတ်နဲ့ပြောတာတော့တီးရမယ်ပေါ့တကယ်လက်တွေ့တီးလို့ရရင်လားမြတ်စွာဘုရားကတော့တိတ်တပင်းဝါတပင်းအောက်တပိတ်လုံးသုံးတော်သင်္ကန်းနဲ့တောတဲ့တောင်နဲ့လှိုင်နေသွားလို့ပြောတာဘယ်နှရက်လို့သတ်မှတ်တာပါလားခမရတို့ဒီမှာ10ရက်မေတ္တရားဖို့တရားကတော့တူပါတယ်မေတ္တရားဖို့တရားရောက်အောင်ကျင့်မဲ့အချိန်ကြတော့တူရဲ့လားအဲ့လိုဆိုရင်လွယ်လွယ်နဲ့တရားရပါမလားမရဘူးအဲ့တော့ဓာတ်ကြီးလေးပါမွေလေးကောင်းနေတဲ့ကွာဖာရိတော်ဒေါသစိတ်နဲ့မဆက်ဆံတော့ဘဲနဲ့ဓမ္မယုံနမိတ်ကလေးမှာစိတ်ကလေးတီလို့ရှိရင်စိတ်သည်ဒုက္ခိန်တွေကျော်သွားပြီတဲ့နိဗ္ဗာန်တရားလဲ၅ပါးလဲလွတ်သွားပြီသို့တော်လည်းပဲတဲ့ဒေါမနတကြံနေတဲ့လွတ်ပြီလားကိလေသာမလွတ်သေးဘူးအဲ့ဒါကိုတဲ့ဝိတဝိသရနှစ်ပါးစုံဖြုတ်လိုက်တော့ဒုတိယဇန်တက်ဒါစာနဲ့ပါဇက်နဲ့လက်ရည်နဲ့ရှောက်တက်မှာပေါ့အလုတ်လုတ်ကြည့်ကိုယ်တိုင်အလုတ်လုတ်ကြည့်မှသိမှာပါနော်အဲ့ဒါဝိတဝိသရနှစ်ပါးစုံဖြုတ်ဒုတိယဇန်တက်ဒေါမနတနေချုပ်တယ်တနှုတ်နှုတ်တွေဖြစ်နေတာချုပ်အဲ့ဒီကနေပြီးတော့ပီတိကိုပြန်ဖြုတ်ဒေါမနတလေးချုပ်သွားတယ်ဒုက္ခိန်တွေကျန်တယ်ဇံရဲ့ဒုက္ခကျန်ဇံရဲ့ဒုက္ခတတိယဇံကြတော့ဇံရဲ့ဒုက္ခကိုဖြုတ်ပီတိကိုဖြုတ်တော့ဒုက္ခကျန်တယ်ဒုက္ခကိုထပ်ဖြုတ်တော့ဒုက္ခပေါ်မှာတက်နေတဲ့တာဇာနာအိုင်ပေါ်မှာသာယာတာရှိသေးလားအောက်ကဒုက္ခိန်တွေပေါ်မှာလည်းဒေါသရှိသေးလားအဲ့ဒါအဘိဇ္ဇာဒေါမနတလို့ခေါ်တယ်ဟုတ်ပြီနော်အဘိဇ္ဇာဒေါမနတဝိနည်းဆိုတော့မဟာသီမတုံမှာသတိပ္ပံတရား၄ပါးကျင့်မဲ့ယောဂီသည်အဘိဇ္ဇာဒေါမနတခွာထားရမယ်ဆိုတော့တရင်ကဝိခံမနာဆိုတာ10နာရီလောက်12နာရီလောက်အနည်းဆုံး9နာရီ10နာရီလောက်ပေါ့အဲ့ဒီလောက်ကိုလုံးလုံးချုံချုံခွာထားတာကိုပြောတာအခုတော့အဲ့ဒါကိုကိုယ်တိုင်ခွာဖို့လိုပြီကိုယ်တိုင်ခွာကြည့်တဲ့အခါကျကိုထင်းလို့ခွာလို့ရသေးလားမရဘူးတဲ့အဲ့တော့ဦးဇင်းတို့အဲ့ဒါကနမိတ်ကိုအခြေခံမိတက်တာအခုဦးဇင်းတို့ဒီမှာတက်တာကနမိတ်မပါဘဲနဲ့အာနိမိတ်တာနမိတ်ဆိုတာသာနမိတ်အိမ်နမိတ်အလုံးနမိတ်ကြက်သားနမိတ်ဝက်သားနမိတ်အဲ့ဒီလိုနမိတ်တွေအတန်နမိတ်အစင်းနမိတ်အနတ်နမိတ်အရသာနမိတ်အတွေ့နမိတ်အဲ့ဒီနမိတ်တွေကိုနှလုံးမသွင်းဘူးဆိုရင်ထိုနမိတ်နဲ့ရှင်ဘက်တာယာမှုမတာယာမှုရှိသေးလားမရှိတော့အဲ့ဒီလိုလွတ်ဖို့ဟာဦးဇင်းတို့ဒုက္ခဝေဒနာမှာဒါလေးပါဖောက်ပြန်တဲ့ဒေါသမလွတ်သေးတဲ့ပုဂ္ဂိုလ်အဲ့ဒီတမာရီတည်လို့ရပါမလားမရဘူးဒါပြင်ဘယ်လိုပဲကျင့်ကျင်နဲ့ခုနဒါလေးပါဖောက်ပြန်တဲ့မူကြီးလေးကောင်မှလွတ်အောင်တော့ပြေးရမှာပဲအဲ့လို၄ပါးပြေးတဲ့အခါမှာဦးဇင်းတို့ဒီမဟာပလင်နဲ့ဖြတ်လိုက်တဲ့အခါကျတော့စိတ်ထဲမှာဆင်းရဲတယ်ဆိုတာရှိသေးလားဆင်းရဲတာမရှိတော့ဘူးဆိုတော့ဒုက္ခတွေကျော်သွားပြီအဲ့တော့ဒုက္ခတွေကျော်လို့ဦးဇင်းတို့ရှေ့ဆက်တဲ့အခါကျတော့မွေနဲ့ဖားနဲ့လွတ်သွားပြီတဲ့လမ်းနဲ့တော့ရတော်တော်ဝေးရွေးပြီတဲ့ရွေးတာကနမိတ်ချုပ်ပြီးတော့နမိတ်ကိုအမိမပြုတ်ပဲနဲ့ကျင့်တဲ့ကျင့်စဉ်ကိုရွေးပြီတဲ့အဲ့လိုရွေးတဲ့အခါလမ်းနဲ့တော့မှာဟိုလိုဒီလိုမဟုတ်တော့ပဲနဲ့နမိတ်ချုပ်တဲ့ကျင့်စဉ်အာနိမိတ်တသမာဓိကျင့်စဉ်အဲ့ဒီကျင့်စဉ်ကိုရွေးချယ်တော့မယ်လို့ဆုံးဖြတ်လိုက်ဝိဇိကိစ္စရှိသေးလားဝိဇိကိစ္စဆိုတော့ဟိုလမ်းလဲရတော့မလို့ဒီလမ်းလဲရတော့မလို့မဝေခွဲနိုင်တာမဆုံးဖြတ်နိုင်တာကိုခေါ်တယ်အခုတော့နမိတ်ကိုအခြေခံပြီးတက်ဖို့ကယောဂီတို့အခုတောတဲ့တောင်နဲ့လည်းမသွားနိုင်တော့နမိတ်ကိုအခြေခံပြီးကျင့်တဲ့ကျင့်စဉ်ကဦးဇင်းတို့ဒီမှာလဲထိုင်မပြနိုင်ဘူးအခုနမိတ်ချုပ်ရာကိုဦးဇင်းတို့ရှုွက်တက်တဲ့အခါကျတော့ဘာနဲ့လာပြီးအန္တရာယ်တွေးလဲစိတ်ဖမ်းလို့ငြိမ်ရလားမငြိမ်ဘူးရှေ့စိတ်ပေါ်လာတယ်နောက်စိတ်ကသတိထားတယ်သတိထားတဲ့အခါကျတော့ပျောက်သွားပြီးတော့နောက်တစ်စိတ်ထပ်ပေါ်တယ်အဲ့လိုပေါ်လာတဲ့အခါကျတော့ပေါ်လို့လည်းမဆုံးသတိထားလို့လည်းမဆုံးအဲ့ဒီပေါ်လာတဲ့စိတ်တွေကပြန့်လွင့်တဲ့စိတ်ဥဒိစ္စကုတ်ကုတ်စတို့လိုအရင်ပေါ့နောင်တတဖန်ပူပန်းတာဖြစ်မှဖြစ်ပါမလား2နာရီ4နာရီမှထိုင်နေပါမလား
နော်လာခဲ့တာများမှားလျော်သလားပေါ့အဲ့လိုကုတ်ကုတ်စဖြစ်ဝီစီကိစ္စသူလောဖြစ်ဌိနမိတ်တာကတော့မရှိဘူးတဲ့ကာမဂုဏ်နေမှာပြန့်လွင့်နေတဲ့စိတ်ဥဒိစ္စနဲ့ကာမိသနာနိဝရဏနှစ်ပါးဒါပဲရှိတယ်ဒါဦးဇင်းတို့ဒီလေးကျင့်စဉ်မှာဗราဏကြလာတယ်အခုဦးဇင်းကကျင့်စဉ်လမ်းကြောင်းရှင်းပြလိုက်တဲ့အခါကျတော့ယောဂီတို့အခုရှေ့စိတ်ကိုနောက်စိတ်နဲ့သတိထားတော့ရှေ့စိတ်ချုပ်သွားတော့ပျောက်သွားတယ်အခုကျင့်လာတဲ့အခါကျတော့နည်းနည်းကျင့်စဉ်အားကောင်းလာတဲ့ပုံကိုယ်တွေကြတော့ခဏလေးတော့စိတ်ပျောက်ပြီးတော့ဘာစိတ်မှမပေါ်ဘဲနဲ့ပျောက်နေတာလေးမပေါ်ဘူးလားပေါ်တယ်ဒါပျောက်နေတယ်ဆိုတာလောကီစိတ်ချုပ်တာတတိဝရိယနဲ့ရှင်နဲ့ရှုတဲ့စိတ်ပဲကြံတယ်တတိဝရိယနဲ့စိတ်နဲ့တွဲနေရင်အဲ့ဒီစိတ်ကကာမစိတ်တွေပေါ်သေးလားကိလေသာနဲ့ရှင်လို့ရသေးလားမရကိလေသာလည်းပယ်ခြင်းနဲ့လောကီကာမပညာလည်းပယ်ခြင်းနဲ့အဲ့ဒီအတွက်ကြောင့်နိဝရဏတရားလည်းပယ်ခြင်းနဲ့ဆိုတော့ထိုအားလုံးကိုပယ်နိုင်တာတတိဝရိယပဲတတိထားလိုက်တယ်ဒါနိဝရဏတရားဆိုတာဘာမှပေါ်တာလဲစိတ်ထဲမှာဟုတ်ပြီနော်စိတ်ထဲမှာပေါ်နေတဲ့အညစ်အကြေးကိုစိတ်နဲ့ပဲပြန်စစ်ဆေးတာစေးကြောတာအဲ့တော့ရှေ့စိတ်ကတွေးတဲ့စိတ်ဩဒိစ္စပြန်လည်တဲ့စိတ်ပေါ်လာလိုက်နောက်စိတ်ကသတိထားလိုက်ချုပ်သွားလိုက်နောက်တစ်ခါပြန်ပြီးပေါ်လာလိုက်နောက်တစ်ခါသတိထားလိုက်ချုပ်သွားလိုက်နဲ့စိတ်ကိုရှုတတ်အောင်လေ့ကျင့်တဲ့အခါကျတော့ယနေ့ချိန်ကြီးကျင့်လာတော့စိတ်ကလေးတည်ငါပျောက်ပြီးတော့လောကီစိတ်တွေဘာမှမရှိတော့ဘဲနဲ့ချုပ်နေတဲ့သဘောလေးခဏတော့မမြင်လာဘူးလားမြင်တော့အဲ့ဒီခဏလေးကိုတွက်ကြည့်ကြတယ်စဉ်းစားခြင်းဝေဖန်ခြင်းကြံသိခြင်းဆင်ញင်ခြင်းသုံးသပ်ခြင်းဆုံးဖြတ်ခြင်းအကဲခတ်ခြင်းမှန်တယ်ဟုတ်တယ်လို့ပြောဆိုခြင်းကြာလိုက်တာညင်းခွေးလိုက်တာဗဏ္ဍာကြီးရှိပြီဆိုတာဘာလဲဆင်ញင်သုံးသပ်နေတာမဟုတ်ဘူးလားအဲ့ဒီစိတ်ကသတိထားလိုက်တဲ့အခါကျတော့ချုပ်သွားတဲ့အခါမှာဗဏ္ဍာကြီးကြာပြီလဲဆိုတဲ့တင်ညာရှိသေးလားကြာလိုက်တာဆိုတဲ့တင်ညာပေးသေးလားကြာလိုက်တာဆိုတဲ့တင်ညာပေးရင်ကြာနေမယ်ကြာတယ်လို့တင်ညာပေးတာဘာပေးတာလဲစိတ်ကပေးကြာလိုက်တာလို့တင်ညာပေးတဲ့စိတ်ကိုနောက်စိတ်နဲ့သတိထားတော့ကြာလိုက်တာဆိုတဲ့စိတ်ကလေးချုပ်သွားတော့ကြာလိုက်တာဆိုတဲ့စိတ်ရှိသေးလားပြင်းတယ်ဆိုတဲ့စိတ်ယူလေးပေါ်လာတယ်နောက်စိတ်ကသတိထားလိုက်တော့ချုပ်သွားတော့ပြင်းတာရှိသေးလားပြင်းတာမရှိရင်ပြင်းဖို့လိုသေးလားကြာလိုက်တာဆိုတဲ့တင်ညာမပေးရင်ကြာတာရှိသေးလားအဲ့ရနေဗဒနာရှိပြီဆိုရင်နာယီဆိုတာဘာမှပေါ်တာလဲစိတ်မှာနာယီတွက်တာစိတ်နဲ့တွက်တော့အဲ့ဒီတတ်မှတ်တဲ့နာယီတွက်တဲ့စိတ်ကလေးတတိထားတော့ချုပ်သွားတော့နာယီတွက်တဲ့စိတ်ရှိသေးလားဟောအောက်ကခြီပဲလက်ပဲကိုယ်ပဲခေါင်းပဲလို့အမိပေးတဲ့စိတ်နောက်ကတတိထားတော့ချုပ်သွားတော့ခြီပဲလက်ပဲကိုယ်ပဲခေါင်းပဲလို့အမိပေးတာရှိသေးလားမရှိလို့ရှိရင်ခြီလက်ကိုယ်ခေါင်းမရှိတော့ဘူးချုပ်ဆဲ၌ရှေ့စိတ်ကလေးပေါ်လာတဲ့နောက်စိတ်နဲ့တည်းတော့ချုပ်သွားတဲ့ချုပ်ဆဲတည်ငါလေးမှာကြည့်တော့အချိန်မရှိတော့ဘူးနာယီမရှိတော့လောကရောရှိသေးလားရွှေဒီမျိုးတွေရှိသေးလားကိုယ့်ကိုဘာလူမျိုးလဲလို့ရှိသေးလားဘယ်နှစ်ရက်ကျင့်နေပြီဘယ်နှစ်နာရီထိုင်နေဆိုတာရှိသေးလားကြားတယ်ဆိုတာရှိသေးလားပြင်းတယ်ဆိုတာရှိသေးလားဟောအဲ့ဒီလိုမရှိဘဲနဲ့အဲ့ဒီမရှိတဲ့အမိပေးတဲ့တတ်မှတ်တဲ့တိုင်းထွာတဲ့အဲ့ဒီစိတ်ကလေးချုပ်မှုတာမှာယောဂီတို့တတိဝရိယနဲ့တာအုပ်ချုပ်ထားနိုင်မယ်ဆိုရင်10နာရီဆိုတာရှိသေးလားပြင်းတယ်ဆိုတာရှိသေးလားညီးငွေတာရှိသေးလားဟုတ်ပြီနော်အဲ့လိုဆိုရင်တရားထိုင်ရတာပြင်းတယ်ဆိုတာပြင်းတယ်ဆိုတဲ့စိတ်ကလေးကိုလက်ခံပြီးတော့ယုံကြည်ထားတော့ပြင်းတာဟာပြင်းစရာပဲ4နာရီကြာလိုက်တာဆိုရင်မိမိစိတ်ကလေးက4နာရီတတ်မှတ်တော့4နာရီအတွက်နာရီကိုမှန်းပြီးတော့ကြာလိုက်တာလို့မမှန်းဘူးလားအဲ့ဒီမှန်းတဲ့ပုံမှာကိုကညီးငွေအဲ့ဒီမှန်းတဲ့စိတ်ကလေး4နာရီလို့တတ်မှတ်တဲ့စိတ်ကလေးချုပ်သွားရင်နာရီနဲ့ညီးငွေတဲ့စိတ်ရှိသေးလားမရှိရင်နာရီဆိုတာရှိသေးလားညီးငွေတာရှိသေးလားပြင်းတာလည်းမရှိတော့ဘူးညီးငွေတာလည်းမရှိတော့ဘူးနော်အိမ်ငိုက်တာလည်းမရှိတော့ဘူးစိတ်ကလေးချုပ်တဲ့တတိဝရိယရှိအတိတ်စိတ်လည်းမရှိတော့ဘူးအနာဂတ်ပြီးတဲ့စိတ်လည်းမရှိတော့ဘူးအစင်းနဲ့လည်းစိတ်ကလေးမဖြစ်တော့ဘူးအတန်နဲ့တိုက်တော့လည်းစိတ်မဖြစ်တော့ဘူးချုပ်နေနောက်တော့ကနှာခေါင်းနဲ့အနံ့တဲ့ပုံမှာလည်းစိတ်အမိမပေးတော့ဘူးချုပ်နေရှာနဲ့အရသာပုံမှာလည်းအမိမပေးတော့ဘူးချုပ်နေကိုယ်နဲ့အတွေ့ဒီခန္ဓာကိုယ်ကြီးတင်းတာတောင်းတာဝေဒနာတက်တာတွေရှိသေးလား
ဘာဖြစ်လို့လဲတောင်းတယ်တင်းတယ်လို့အမိပေးတဲ့စိတ်ချုပ်နေတော့တောင်းတာတင်းတာရှိသေးလားမရှိတော့အဲ့ဒီဆိုရင်ယောဂီတို့ကိလေသာကတ်လို့ရသေးလားနိဝရဏတရားကတ်လို့ရသေးလားဟောအဲ့လို့ဆိုရင်စိတ်ကလေးဘာပြောပါပြီလဲစင်ကြယ်သွားပြီစိတ်ကတော့ရှိတတိထားတဲ့စိတ်ပဲရှိတော့တယ်ဟုတ်ပြီနော်ဉာဏ်ကပညာနဲ့ရှင်တဲ့စိတ်တွေချုပ်နေတာကိုဉာဏ်ပိုက်ချကြည့်ဉာဏ်ကပိုက်ချတယ်ဉာဏ်ရဲ့အရာကပိုင်းခြားတယ်ပိုင်းခြားပြီးတော့ရှေ့ကအမိပေးတဲ့စိတ်ချုပ်ပြီးတော့မရှိတဲ့သဘောကိုမရှိမှန်းသိလို့ပိုင်းခြားနေတဲ့ဉာဏ်နဲ့ထိုချုပ်ရာကိုတတိဝရိယနဲ့ထားနေမယ်ဆိုရင်တတိဝရိယနဲ့ဉာဏ်နဲ့တွဲပြီးတော့နေမယ်ဆိုရင်ယောဂီတို့ပြင်းတာတွေညင်းငွေတာတွေကြာတာတွေနာတာတွေရှိသေးလားမရှိတော့တရားမထိုင်ညီမှုကြာလိုက်တာရှိသေးလားရှိတယ်ဆိုတာအဲ့ဒီစိတ်ကလေးထားထွက်လို့ရှိတာအဲ့လိုဆိုသားစိတ်သမီးစိတ်ကောရှိသေးလားငါကိုကြီးရောရှိသေးလားအကယ်၍ဒါအဲ့ဒီချုပ်မှုသဘော၌မျက်မှောက်ပြုပြီးခိုင်ခိုင်ခန့်ခန့်တမာတိထူထောင်မယ်ဆိုရင်သေကံဒီမှာလဲချုပ်ဆဲလိုက်မျက်မှောက်ပြုနေငါသေးတာရှိသေးလားသေးတာလွတ်သွားငါသေးတယ်ဆိုတာအမိပေးတာမဟုတ်ဘူးလားအမိပေးတဲ့တိုင်းထွာတဲ့တတ်မှတ်တဲ့နော်တစိတ်ခတ်တဲ့ဆုံးပြတ်တဲ့အဲ့ဒီစိတ်ကလောကီကာမစိတ်ပုရုဇဉ်တွေကကိလေသာတွေကတ်တဲ့စိတ်ပုရုဇဉ်တို့စွဲယူတဲ့အာယုန်တွေအဲ့တော့သေခြင်းမှလွတ်တယ်သေတဲ့ပုဂ္ဂိုလ်လွတ်တယ်ဆိုတာရှေးစိတ်ကချုပ်ပြီးတော့အမိပညာနဲ့တကွတစိတ်ခတ်မဲ့စိတ်အဲ့ဒီစိတ်တွေချုပ်နေတော့ချုပ်မှုနိုင်မျက်မှောက်လဲပြုတ်ထားတော့ထိုပုဂ္ဂိုလ်ဒီကိလေသာရဲ့လောင်ကျွမ်းခြင်းရှိသေးလားငြိမ့်နေငါသိမယ်ဆိုတာလည်းမရှိတော့သိချင်းစင်းမောလွတ်မသွားဘူးလားအကယ်၍များဒီဒုက္ခိန္ဒြေဆိုတဲ့ဓာလိပပြင်းထန်စွာဖောက်ပြန်တဲ့ဒုက္ခဝေဒနာမှာကန့်ညိတဲ့ဒေါသလောဘမပယ်ရင်အဲ့ချုပ်ဆဲမျက်မှောက်ပြုလို့ရပါမလားမရဘူးကိုကချုပ်ဆဲလို့လည်းနောက်ကဝေဒနာတက်တဲ့အထက်ကကလိတော့ချုပ်ဆဲမျက်မှောက်ပြုလို့မရတော့နော်ဒီထဲမှာယောဂီတွေတွေ့ပြီးချုပ်မှုရှေးစေကိုနောက်စိတ်နဲ့ရှုတယ်ရှုရင်နဲ့ကြာလာတော့အောက်ကဝေဒနာတက်တော့နာလာတယ်နာလာတော့တွန့်ညင်လွန့်ညင်လာတယ်ဘာဖြစ်လို့လဲကြွေးကြံနေတာဒုက္ခဝေဒနာမှာရှင်ဘက်တဏှာအမြင့်မပြတ်တော့အဲ့ဒီအမြင့်ကလေးကအပင်ထပေါက်ပြီးကလိကလိဖြစ်မလာဘူးလားဖြစ်လာအဲ့ကလိကလိဖြစ်နေတမာရီရပါမလားမရဘူးအဲ့တော့အဲ့ကလိကလိလေးရလေတဲ့သေးသေးအပြစ်တော့မဟုတ်ဘူးတဲ့တော်တော်ကြောက်စရာကောင်းတယ်ဦးသိန်းအရင်ပြောပြီးလေဆရာတော်သမတော်များအိမ်တော်မပြုတ်ပဲနဲ့ကာမဂုဏ်မခံစားပဲနဲ့ရုပ်ရှင်မကြည့်ပဲနဲ့နော်အပန်းပြေနားနေတဲ့ပန်းညာနဲ့မသွားပဲနဲ့စသည်ဖြင့်ပေါ့နေနိုင်တယ်သို့တော့ငြင်းနေနိုင်ရဲ့လားစာကြီးကကောင်းမလားနော်တရားဟောကကောင်းမလားစာချရမလားနော်ဆေးဖော်ရမလားဗေဒင်တွဲရမလားဘယ်ပုဂ္ဂိုလ်နဲ့ဘာလုပ်ရမလဲဆိုတော့တစ်ခုတော့စိတ်ကလေးကအာရုံနဲ့ဆက်ဆက်ပြီးနေရမယ်ငြင်းနေနိုင်ရဲ့လားအဲ့တော့ဒီစိတ်ကလေးကတော်ပြီးတောင်ပြီးဟိုဆက်ဆက်ဒီဆက်ဆက်ကိုရောက်တယောက်ရောက်မနေဘူးလားရောက်နေတယ်တဲ့အဲ့ဒါကြောင့်မလို့ယောဂီတို့တရားကျင့်နေဆိုတာငြိမ်မနေနိုင်တဲ့စိတ်ကိုပဲနော်မလုံးမရှက်ငြိမ်မနေနိုင်မဲနဲ့ငြိမ်နေပြီးတော့10နာရီလောက်ငြိမ်နေအောင်ပဲကြိုးစားကြည့်ပါဦးအခုယောဂီတို့4နာရီလောက်အခုကျင့်နေ3နာရီခွဲ4နာရီကျင့်နေရုပ်ကအမြဲတမ်းငြိမ်ရလားရွာဖို့ထိုးမနေဘူးလားထိုးနေတာကျွေးတောင်းနေတာကလိအကျဉ်းကဘလောက်ဖြစ်ပြီးဘဏ္ဍနာကြီးထိုးပြီးဘလောက်ဖြစ်ပြီးတွက်တာဆရာကတော့ရှေးစိတ်ပေါ်လာရင်နောက်စိတ်နဲ့သတိထားပါတော့ဟောတာနာတာရှင်းတာတော့လင်းနေတာတဏှာနဲ့လည်းတွေ့ရောအိုးအထက်ထဲမှာဘလောင်ဆူးနေတာပွားစာတက်ဟာဘဏ္ဍနာကြီးရှိနေပြီဘလောက်ကြာနေပြီဘဏ္ဍရဲ့ကြံသေးဘဏ္ဍနာကြီးတော့တနေ့ဘလောက်ဖြစ်နေပြီရှောက်ပေါင်းနေတွက်လေပေါင်းနေတွက်လေစင်းစရာတွေထုတ်တရားသလားမတရားဘူးလားအိုးလာတာကတော့ဓမ္မယုံနဲ့တရားရှာဖို့လာတာဗျတကယ်တရားကိုလည်းအနှစ်သာရလည်းပြီးတော့ယူရလားမတရားတာပဲယူတယ်ကဲအဲ့တော့တရားထိုင်နေဆိုတာယောဂီတို့အခု3နာရီ4နာရီနဲ့လုံလောက်ရဲ့လားမလုံလောက်ဘူးအဲ့တော့အခုကတရားကြာထိုင်ဖို့မလိုပါဘူးဆိုတာငပြင်းကပြောတာအလုံးမလုံးပဲနဲ့အပြောသမားကပြောတာတကယ်အလုံးလုံးကြည့်ပါကိုယ့်အကူပဲငြင်းထိုင်ကြည့်အောင်ဘာမှမလုံးနဲ့မလုံးမရှိပဲငြင်းထိုင်ကြည့်အောင်ထိုင်နိုင်ရဲ့လားငြင်းမထိုင်နိုင်ဘူး
နော်အပြောနဲ့အလုံးနဲ့ပွဲမလာဘူးလားအခုယောဂီတို့တက်တက်တွေ့ပြီအဲ့တော့မှဒီကဒုက္ခဝေဒနာမှာဒေါသကိုပယ်ထားခွာထားလို့အကျမ်းတွေပယ်ထားလို့နည်းနည်းကြွေးကြံလေးကလိတာလောက်ပဲရှိတယ်အဲ့ဒီနည်းနည်းကလိတာလေးကတချို့ကြတော့လေတဲ့အောက်ကဒုက္ခဝေဒနာနဲ့မှဒေါသတော့မဖြစ်တော့ဘူးတဲ့ဝေဒနာတက်တော့မခါနိုင်နဲ့ဆင်းရဲတာတော့မဖြစ်တော့ဘူးတဲ့ဒါပဲနဲ့စိတ်ကရွာဖို့ထိုးမနေဘူးလားထိုးနေတယ်နော်အောက်ကဝေဒနာလေးမခံနိုင်လို့လည်းမဟုတ်ပါဘူးတဲ့မဟာပလင်9နိုင်တောင်ခြေထားသေးတာဒါပေမဲ့ရိုးလေးထိုင်နေ2နာရီ3နာရီ4နာရီလောက်မှမပြောပါတော့တဲ့ဝေဒနာလေးတက်လာပဲစိတ်ကညင်ရလားကလိနဲ့ဖြစ်မလာဘူးလားဖြစ်လာတာကဲမနဲ့လဲအဲ့ကလိကပရိယုဌာဏကိလေသာတဲ့အောက်ကဒါလေးပါဖောက်ပြန်တဲ့ပုံမှာအတင်းယုံကနာကဝိတိကမကိလေသာဖြစ်လာတဲ့စိတ်ကြမ်းကခွေးနဲ့တူတယ်တဲ့ကလိကခွေးပိုင်ရှင်နဲ့တူတယ်ခွေးပိုင်ရှင်ကခွေးကိုရှူးတိုက်လို့သာခွေးသွားကြိုက်တာတဲ့အခုဝိတိကမကိလေသာထွက်ဖို့ကပရိယုဌာဏကိလေသာကရှူးတိုက်တာအခုတော့ရှူးတိုက်တော့ခွေးကိုရိုက်တဲ့တတ်လေရောအိမ်ရှင်ရှူးတိုက်တာမကြံဘူးလားကြံနေတယ်သူ့ကြတော့မဟာပလင်နဲ့မတိုးတော့ဘူးဘာဖြစ်လို့လဲတဲ့ကြာထိုင်ရမှပြင်းနေဆရာကနောက်နေ့4နာရီထိုင်ရတော့မယ်အသေးကွဲတော့လားအသေးကွဲတော့လားဟာဘလူပြောပါလိုက်2နာရီအောင်မရောက်ဘူး4နာရီအဲ့ဒီကနေစပြီးတော့တခါတည်းချုံမွဲချပြီးမှိုင်တော့တာပဲထိုင်ရတာရှေ့စိတ်နောက်စိတ်သူကဘာစိတ်ပေါ့ကိုကလည်းကိုလုံးချင်လို့ယောဂီတို့ကိလေသာလွယ်နဲ့လွတ်ပါမလွတ်ဘူးကိလေသာလွယ်နဲ့မလွတ်ဘူးဒါကြောင့်မလို့ဦးဇင်းကတတ္တိရှိပြောရတာပါဇက်နဲ့တော့လာမပြောနဲ့အလုံးနဲ့လာခဲ့ပါဇက်ကတော့ပထမဇန်ကဘယ်လောက်ဒုတိယဇန်တွက်လိုက်ပထမဇန်ချရင်ဇိုင်ငံ၅ပါးပြဝိဒေဥစ္စာတာဖြုတ်ဒုတိယဇန်ပါဇက်နဲ့ပြောတာစားနဲ့ကြီးတာလို့တယ်လေအလုံးနဲ့ကိုယ့်အကူငြင်းနေကြည့်ပါလားမရဘူးတဲ့အခုတော့တရားဓမ္မတွေနိဝရဏတရား၅ပါးမကင်းသေးပဲနဲ့ဟိုဘက်ကိုဦးစင်းကကြော်ပြီးတော့ရုပ်ပဲနာမဲဖြစ်တာပဲပြက်တာပဲရှောက်ပြောလို့ရပါမလားမရဘူးအခုတော့တွေ့ပြီလေခင်ဗျားတို့မှာအဲ့တော့ပရမယုံနာမှာပညာ